ဒီဘက်ခေတ်လုံငန်းခွင်မှာအလုပ်ဝင်ရောက်လုပ်ကိုင်နေတဲ့29ကနေ32နှစ်အတွင်းမှာရှိတဲ့အမျိုးသမီးလေးတွေကကြတော့ဘာလဲဆိုတော့စာအုပ်ထဲမှာဖတ်ဖူးတယ်ပေါ့နော်29ကနေ32နှစ်အတွင်းမှာရှိတဲ့အမျိုးသမီးလေးတွေကမျိုးသမီးမဟုတ်29ကနေ32နှစ်အတွင်းမှာအချစ်စစ်ကိုတွေ့ကြတယ်လို့စာအုပ်ထဲမှာဖတ်ဖူးတယ်အဲ့ဒါတော့ဒီမှာတော့ဖြစ်နိုင်ရာခိုင်နှုန်းညာဘက်ကလက်ခံနေပေါ့နော်လို့လဲဆိုတော့သူတို့ကအဲ့ချိန်မှာအချစ်ကိုကောင်းကောင်းကြီးလက်တည်တယ်ဆိုလဲသူတို့ကချစ်နိုင်တယ်ကောင်းကိုလည်းချစ်နိုင်တယ်သူတို့ကောင်းကောင်းကြီးချစ်နိုင်တယ်ဒီနောက်ဘက်ဒီရွေးချယ်အောင်မရွေးချယ်ကြနည်းနည်းစဉ်းစားပါပေါ့နော်ကိုနေထိုင်တဲ့ပုံဝင်ကျင်တဲ့ကိုမိသားစုနဲ့အဆင်ပြေလားမပြေလားဆိုတာအဲ့ဒါတစ်ချက်ကိုပုံဝင်ကျင်တဲ့အဆင်ပြေလားမပြေလားဆိုတာတစ်ချက်စဉ်းစားတာတော့စဉ်းစားလိမ့်မယ်တို့ပဲလို့အဲ့ဒီရွယ်မိန်းကလေးတွေကတော့သူတို့ကဒီကောင်လေးကကောင်းတယ်ဆိုပြီးသူတို့ချစ်လို့ရှိရင်သူတို့မိဘတွေသူတို့ဆွေအကောင်တကယ်ချင်းပေါင်းတဲ့နေရာအဆင်မပြေလောက်ဘူးလို့ပြောရတဲ့တောင်မှအဲ့ဒီရွယ်တွေကယူဝဲမိန်နဲ့ချစ်ကြရပေါ့နော်အဲ့ဖို့ဒီလဲစုပ်ဖြတ်ရဲကြပါတယ်တုံးတောင်အဲ့လိုတုံးတန်ယုံချက်တင်နေရတော့သူကတဲ့ဖို့ဒီစုပ်ဖြတ်နိုင်ကြပါတယ်နောက်တစ်ချက်ကပါလဲဆိုတော့တစ်ခါကောင်လေးကဒီချက်တွေနဲ့ပြည်စုံနေတော့လည်းပဲအဲ့ဒီလုံငန်းခွင်မှာဝင်ရောက်လုပ်ကိုင်နေတဲ့29 32နဲ့တွင်မှရှိတဲ့မိန်းကလေးတွေကပေါ့နော်တစ်ဖက်ကောင်လေးမှာအဲ့ဒီချက်တွေပြည်စုံနေတော့လေအဲ့ဒီကောင်လေးကပြောဆိုဒီကောင်မလေးကိုဒီရွယ်ကောင်မလေးကိုငါတွဲလို့ရတယ်တွဲလို့ရတယ်လက်ထက်ယူမယ်ဆိုလို့ရှိရင်လက်ထက်လို့ရတယ်ပေါ့နော်အဲ့လိုအစားထိုးအဲ့လိုပုံစံမျိုးတွေဆိုလို့ရှိရင်ဒီကောင်မလေးတွေကကောင်းကောင်းသိကြမယ်လို့ထင်ပါတယ်သူတို့ကိုယ်တိုင်နိုင်တဲ့အလုပ်လုပ်နေတဲ့တက်ကလည်းဆက်ဟိုကနေ32နှစ်တွင်မှရှိရဆိုလို့ရှိရင်သူတို့ကိုနှစ်ကချစ်တယ်လို့မခံစားဘူးသူတို့ကိုတန်ဖိုးထားလို့မခံစားဘူးဆိုလို့ရှိရင်လည်းတစ်ဖက်ကောင်ကြီးကဘလို့ချက်သေးနဲ့ဘလို့ပဲပြည်စုံနေပါစေသူတို့ကဒီနောက်ဘက်ဖြစ်တော့ရွေးချယ်ကြဘူးရွေးချယ်ဖို့ရာခိုင်နှုန်းနည်းမယ်ပေါ့နော်ရွေးချယ်ကြဘူးလို့ကျွန်မတို့ထင်ပါတယ်တော်တော်များများတော့ရွေးချယ်လောက်ဘူးလို့ပဲထင်ပါတယ်တော့ဒါလေးရှင်းဖြစ်စွပြကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်